ကဲဒီနေ့မှာတော့ကျွန်တော်တို့ Not Your Fight ကနေပြီးတော့မြန်မာနိုင်ငံရောက်မှဖက်နဲ့ပြောက်ခဲ့ရတဲ့နော်ဝေးနိုင်ငံသား EDM Music Producer တယောက်အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။သူကတော့အားလုံးပဲယဉ်ကျေးပြီးကြလို့ဖြစ်မယ်လို့ထင်ပါတယ်။သူနာမည်ကတော့ Alan Walker ပဲဖြစ်ပါတယ်ဗျ။ Alan Walker ရဲ့နာမည်ကတော့ Alan Over Walker ပဲဖြစ်ပါတယ်။ Alan Walker နော်ဝေးနိုင်ငံသားဆိုပေမဲ့ Alan Walker ကိုအင်္ဂလန်နိုင်ငံ Northampton မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာသာနော်ဝေးမှာသူကကြီးပြင်းခဲ့တာဖြစ်ပါတယ်။ Alan Walker ဟာခုလိုအောင်မြင်တဲ့ music producer တယောက်ဖြစ်လာဖို့အတွက်ဘာတင်မှမတိုက်ခဲ့ပဲနဲ့YouTube ကနေပြီးတော့ tutorial video တွေကပဲကြည့်ခဲ့ပြီးတော့လေ့လာပြီးတော့တခြင်းတွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ Alan Walker ရဲ့လူကြိုက်များဆုံးတခြင်းတွေကတော့ Faded Alone On My Way Dark Side That's pressure ပဲဖြစ်ပါတယ်ဗျ2014ခုနှစ်မှာ Alan Walker ဟာသူ့ရဲ့အခန်းသေးလေးထဲမှာပဲ FL Studio software ကိုသုံးပြုပြီးတော့ Faded တခြင်းကိုဖန်တီးခဲ့ပါတယ်အဲ့တခြင်းဟာ SoundCloud ပေါ်တင်လိုက်တဲ့အခါမှာ viral ဖြစ်သွားပြီးတော့လူကြိုက်များလာခဲ့ပါတယ်။ Faded တခြင်းလူကြိုက်များသွားပြီးတဲ့နောက်မှာ Norway နိုင်ငံမှာ Mara Music နဲ့ Sony Music တို့ဟာ Alan Walker နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အဲ့ဒီနောက် Faded တခြင်း instrumental version ကို vocal version ဖြစ်ပြောင်းလဲဖို့အတွက်အစိုးရ Iceland ဆိုဟင်းနဲ့တန်သွင်းပြီးတော့ vocal version ကိုပြန်လည်ဖန်တီးခဲ့ပါတယ်။အဲ့ vocal version Faded တခြင်းဟာ viral ဖြစ်သွားပြီးတော့2014 15 16ကာလအတွင်းမှာ Alan Walker ကိုမသိသူမရှိတဲ့လောက်ကောင်သူဟာအောင်မြင်မှုတွေရရှိခဲ့ဖြစ်ပါတယ်။ဒါပေမဲ့ခုလက်ရှိကာလမှာတော့ Alan Walker ရဲ့မပြောင်းလဲတဲ့ music flow music style တွေကြောင့်သူ့ရဲ့သချင်းတွေအနည်းငယ်တော့လူကြိုက်နည်းလာတယ်လို့ကျွန်တော်တို့ဆိုရပါမယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် music style ဟာသူ့ရဲ့ signature ဖြစ်တယ်လို့ပြောလို့ရပါတယ်ဗျ။ဒီ melody ဒီလို music style တွေကိုကြားရတဲ့ Alan Walker ကိုတန်းပြီးတော့တွဲမြင်စေတာဖြစ်ပါတယ်။ကျွန်တော်တို့ Alan Walker ရဲ့ fan base ကိုတော့ Walkers လို့ခေါ်ကြပါတယ်။ Alan Walker ဟာကျွန်တော်တို့မြန်မာနိုင်ငံတွင်We Are Connected Festival 2018မှာလာရောက်ဖျော်ဖြေခဲ့မှုပါတယ်။မြန်မာနိုင်ငံတော်လို့လာရောက်ရင်းနဲ့မှသူကကျွန်တော်တို့ content အစမှာပြောခဲ့သလိုမျိုးပဲရွှေကုံဖျားမှာသူ့ရဲ့ sneakers ဖက်နဲ့ပျောက်ခဲ့တာဖြစ်ပါတယ်ဗျ။အဲ့ဒါလည်းသူ့အတွက်အမှတ်တရတစ်ခုအနေနဲ့ရှိခဲ့တာဖြစ်ပါတယ်။ကဲနောက်တစ်ပတ်မှာကျွန်တော်တို့ဒီ EDM artist တွေအကြောင်းပဲဖြစ်ဖြစ်ဒီ EDM track တွေအကြောင်းပဲဖြစ်ဖြစ်ဘာတွေသိချင်ကြသေးလဲဗျ။ EDM track တွေကိုနားထောင်ချင်တာဖြစ်ဖြစ်ကျွန်တော် EDM artist အကြောင်းတွေကိုသိချင်တာဖြစ်ဖြစ်ကျွန်တော် Not Your Vibe Facebook page Telegram YouTube and TikTok တို့ကိုလည်း follow and like လုပ်ထားမှုအတွက်မမိကြပါနဲ့ဦးเนาะကဲနောက်တစ်ပတ်ပြန်တွေ့ကြမယ်ဗျာ See you